MacBook မှာ App Store ကိုဖွင့်ပါ App Store ထဲကနေဒီ App Store ရဲ့ search box မှာ Microsoft Office လို့ရိုက်ပြီးတော့ Enter တစ်ချက်သို့မဟုတ် Return တစ်ချက်ခောက်ပေးပါဒီကကြရင် result လေးကြာလာပါမယ်အဲ့ဒီမှာ Word Excel PowerPoint ကိုအကုန်လုံး down တာဖြစ်ဖြစ်ကိုသုံးတဲ့ဟာကိုပဲရွေးပြီး down တာဖြစ်ဖြစ်လုပ်လို့ရပါတယ်ဒီမှာတော့ကျွန်တော် Excel လေးကိုပဲနမူနာဆန်းပြပါမယ် install လေးကိုနှိပ်လိုက်ပါExcel ဘေးကနေ install ကိုနှိပ်လိုက်ရင်ကိုယ့်ရဲ့ Apple ID password ကိုဖြည့်ခိုင်းပါလိမ့်မယ် install ထပ်နှိပ်ပြီး Apple ID password ကိုဖြည့်ပေးပါပြီးရင် sign in နှိပ်ပေးပါဒီကကြရင် loading လေးနည်းနည်းဆွဲပြီးတော့ဒီ Excel လေးကိုသူ down နေပါမယ်ခုဆိုတာစ down နေပါပြီဒီ download လုပ်ချင်ရတော့ကိုယ့်ရဲ့ internet အနည်း speed အနည်းပြန်မှာမို့ဒီပြီးကွာနိုင်ပါတယ်ပြီးအောင်လေးစောင့်ပေးပါဆိုရင် download တာလေးပြီးလို့ install ပြီးဖွင့်လို့ရပါပြီ open လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ license account license email နဲ့ password နဲ့ဖြည့်ပေးပါ email ဖြည့် next နှိပ် password ဖြည့်ပြီးရင် next နှိပ် sign in နှိပ်ပါပြီးရင် done ကိုနှိပ်ပါဒါဆိုရင်တော့သုံးလို့ရပါပြီဒီ screen ဘက်က Excel မှာ about Microsoft Excel ကိုနှိပ်ပြီးတော့လဲ license လေးဝင်သွားစစ်လို့ရပါတယ်Excel ကို install လို့မျိုးတခြား PowerPoint Microsoft Word Outlook တွေကိုလည်းအလားတူလေး install လို့ရပါတယ်